ကျမတို့ရဲ့ coach ပေါ့နော် financial freedom လည်းဖြစ်နေတယ် time freedom လည်းဖြစ်နေပြီးတော့လေးစားအားကြပြီးတော့အားလုံးကိုကူညီပေးနေတဲ့ Esther ကိုဖိတ်ခေါ်ချင်ပါတယ် Esther ကတော့ဒီစီးပွားရေးလုပ်ငန်းကိုဘာကြောင့်လုပ်ကိုင်ခဲ့တယ်ဆိုတာကိုကျမတို့အားလုံးကို sharing လုပ်ပေးပါနော်ကဲပါအားလုံးမင်္ဂလာပါလို့ကျမဒီစီးပွားရေးလုပ်ငန်းကိုပေါ့နော်လွန်ခဲ့တဲ့9နှစ်ကတည်းကနေစပြီးတော့ join တာဖြစ်တယ်။ဘာကြောင့်ဒီစီးပွားရေးလုပ်ငန်းကိုလုပ်ကင်ချင်ရတာလဲဆိုတဲ့ခါကျတော့ပေါ့နော်ကျမလည်းပေါ့နော်ဒီကလေး3ယောက်ရဲ့မိခင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အိမ်ထဲနေအိမ်ပြင်ထွက်ဖို့မလွယ်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့အိမ်မှာနေရင်းနဲ့အပူဝင်ငွေလေးတွေလည်းတစ်ချိန်တည်းမှာလည်းရရင်းနဲ့ပေါ့နော်ပြီးတဲ့ခါကျတော့ကိုယ့်အတွက်ကိုလုပ်တဲ့အလုပ်ကလည်းဝင်ငွေတစ်ခုတည်းရတာမဟုတ်ဘဲနဲ့တစုံတစ်ခုတိုးတက်မှုရရှိနေမဲ့လုပ်ငန်းလဲလိုချင်တာဖြစ်တယ်ဆိုတော့အကုန်လုံးကျမလိုချင်တဲ့အလုပ်တွေပေါ့နော်ကျမလိုချင်တဲ့ပုံစံမျိုးတွေဖြစ်တဲ့အခါမှာဆိုရင်တော့ကျမဒီလုပ်ငန်းကိုလေ့လာပြီးတဲ့အခါကျတော့တခါတည်း join ပြီးတော့ဒီစီးပွားရေးလုပ်ငန်းကိုပေါ့နော်တက်ဆိုင်မမတ်နဲ့ကိုလုပ်ကင်သွားတာဖြစ်တယ်ဆိုတော့ကျမတို့အိမ်ထောင်မကြခင်တော့မှဆိုရင်တော့ကွန်ပျူတာတွေတင်နေပြီးတဲ့အခါကျတော့သူများကိုစာတွေပြန်တင်ပေးတယ်ပေါ့နော်ဒါပေမဲ့အိမ်ထောင်ကြတဲ့အခါကျတော့ပေါ့နော်ကိုကနေဒါတွေမလုပ်နိုင်တော့ဘူးပေါ့နော်ကိုတိပိသားဟာတွေလည်းအကုန်လုံးမေ့သွားတာဖြစ်တယ်ဆိုတော့ဒီစီးပွားရေးလုပ်ငန်းကိုကျွန်မလုပ်ကိုင်လာတဲ့အခါမှာဆိုလို့ရှိရင်တော့ကိုကတီးတန့်အနေနဲ့ကွန်ပျူတာနဲ့ပတ်သက်တဲ့အရာတွေဖြစ်ကျောင်းနေတီးတန့်တက်စရာမလိုတော့ဘဲနဲ့ပေါ့နော်ကိုရဲ့ဒီစီးပွားရေးလုပ်ငန်းနေပညာတွေပေါ့နော်ခင်မီတဲ့ဤပညာတွေဒါစလည်းသင်ကြားခွင့်လည်းရတယ်တစ်ချိန်တည်းမှာလည်းဝင်ငွေလည်းရတယ်ပြီးတော့ကိုရဲ့သားသမီးတွေကိုလည်းကြည့်ရှုအားတယ်ပေါ့နော်ဆိုတော့ဒီချက်တွေနဲ့ကိုကိုက်ညီနေတဲ့အခါမှာဆိုလို့ရှိရင်တော့ကျမဒါအကြောင်းမလို့ဒီစီးပွားရေးလုပ်ငန်းကိုပေါ့နော်ဒီအဓိကနေရွေးချယ်ပြီးတော့ကိုလုပ်ကင်သွားတာဖြစ်တယ်เนาะပြီးတဲ့အခါကျတော့ဒီလုပ်ငန်းဆိုလို့ရှိရင်တော့ဘယ်လိုပြောမလဲအတွေ့အကြုံတွေပါတွေလဲသူကနေပေါ့နော်ဒီတတ်မှတ်ထားချက်မရှိဘူးပေါ့နော်ပြီးတော့ဒီစာရီကျက်ပြီးတော့အစိုးရလိုင်စင်ဖြေရတာမျိုးတွေလည်းမရှိဘူးပေါ့နော်ကိုဘက်ကနေဆိုအလုပ်ကိုအတွေ့အကြုံမရှိလဲတင်ရင်းနဲ့ပေါ့နော်စတင်လို့ရတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့လဲကျမဒါကြောင့်လဲအဲ့ဒီအချက်လဲပါတယ်စိတ်ဝင်စားတာပေါ့နော်ပြီးတဲ့ခါကျတော့နောက်ဆိုလို့ရှိရင်တော့တဘောအကြဆုံးအချက်ဆိုရင်တော့ဒီလုပ်ငန်းမှာဆိုရင်တော့တစ်ဆိုင်အခုချိန်ထိကျမဒီလုပ်ငန်းကိုလုပ်ကိုင်နိုင်တဲ့အကြောင်းရင်းကကိုကဒီနေမကောင်းတာဖြစ်ပေါ့နော်မလုပ်နိုင်ဘူးဆိုရင်ဘယ်သူစီမှာမှခွင့်ပြုချက်ကိုတောင်းစရာမလိုဘူးပေါ့နော်ခွင့်ပြုချက်တောင်းစရာမလိုဘူးဆရာဝန်လက်မှတ်တွေနဲ့တင်ပြစရာမလိုဘဲနဲ့ကိုဒီစီးပွားရေးလုပ်ငန်းမှာကိုမလုပ်နိုင်တဲ့နေ့တွေကိုကိုဟာနဲ့ကိုအနားယူလို့ရတယ်ဖုန်းပိတ်ပြီးတော့အနားယူလို့ရတယ်ပြီးတော့ကိုကျမိုင်းကောင်းတဲ့ချိန် energy ရှိတဲ့ချိန်ကိုဟာနဲ့ကိုပေါ့နော်တကယ်ကို energy တွေရှိပြီးခွန်အားတွေရှိတဲ့ချိန်မှာပြန်ပြီးတော့စလိုက်ရုံပဲဖြစ်တယ်ပြီးတော့ကိုနားနေတဲ့အချိန်မှာကိုရရှိထားတဲ့အမှတ်တွေ point တွေယာထုတွေပြုတ်ကျသွားတယ်ဆိုတာမရှိဘူးကိုပြန်စတဲ့အချိန်မှာကိုရှိနေတဲ့ level ကနေတစ်ဆင့်သက်သွားလိုက်ရုံပဲဆိုတော့ဒါကြောင့်ဒီလုပ်ငန်းကိုပေါ့နော်ဒီကျမရွေးချယ်ပြီးတော့တစ်ဆင့်မှနဲ့အခုချိန်ထိပေါ့နော်လုပ်ကိုင်နိုင်တာဖြစ်တယ်เนาะပြီးတဲ့ခါကျတော့ပေါ့နော်သူကကျတော့ပေါ့နော်ကိုရဲ့ယာထုအလိုက်နဲ့စူးစမ်းတဲ့အလိုက်နဲ့ကိုဟိုနေကနေထိုက်တန်ပေါ့နော်ကော်မရှင်တွေလည်းပေးတယ်ပြီးလူမျိုးခွဲခြားမှုတွေအသားရောင်ခွဲခြားမှုဘာသာရေးခွဲခြားမှုနိုင်ငံခွဲခြားမှုအဲ့လိုမျိုးမရှိဘူးပေါ့နော်ဒီတခြားလောက်ကင်နေမှာဆိုလို့ရှိရင်တော့ကြားနေရတာဖြစ်တယ်ခွဲခြားဆက်ဆံမှုတွေရှိတဲ့အခါမှာဆိုရင်တော့ကျမတို့မြန်မာပြည်သားတွေဆိုရင်အားငယ်ကြတယ်တင်ငယ်ကြတယ်ဒါပေမဲ့ digital business မှာကြတော့အဲ့လိုမျိုးဘသူကိုမှပေါ့နော်ဘယ်တိုင်းနိုင်ငံဘယ်ဘာသာစကားစသဖြင့်ခွဲခြားဆက်ဆံမှုမရှိဘဲနဲ့ကုမ္ပဏီရဲ့တတ်မှတ်ထားတဲ့အမှတ်တွေ point တွေပေါ့နော် result တွေရပြီဆိုလို့ရှိရင်တော့သူတို့ပေးမဲ့ promise လုပ်ထားတဲ့ bonus dollar 3000လို့ဒီเนาะပြီးတဲ့ခါကျတော့6000နေ12000ဆိုတဲ့ဟာတွေเนาะပြီးတဲ့ခါကျတော့ပင်စင်9000နေဆိုတဲ့အရာတွေကဖဲချဆက်ဆံမှုမရှိဘဲနဲ့ပေါ့เนาะကိုစူးစမ်းရင်စူးစမ်းတဲ့လိုမျိုးအခွင့်အလမ်းကကျတော့ညီတူညီမျှခံစားရတာဖြစ်တယ်ဆိုတော့တကယ်ဟိုပေါ့เนาะဒီလုပ်ငန်းကျတော့ကိုဘက်ကနေပေါ့เนาะဒီလူကြီးသားသမီးမဟုတ်ရင်လည်းထိတ်ဆုံးကိုရောက်နိုင်မဲ့အခွင့်အလမ်းဖြစ်တယ်ပေါ့เนาะကိုအဲ့လိုမျိုးအလုပ်ထိုးပေးနိုင်မဲ့သူတွေကိုသွင်းပေးနိုင်မဲ့သူတွေမရှိရင်လည်းပဲเนาะကိုစူးစမ်းရင်စူးစမ်းတယ်လို့နဲ့ကိုကအထိတ်ကိုတက်သွားလို့ရတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ပေါ့เนาะဒါကြောင့် opportunity ကအရန်ကောင်းတယ်ပြီးတော့ internet ရှိတဲ့နေရာတိုင်းကနေလုပ်ကင်လို့ရတယ်ကျွန်တော်တို့မိသားစုဆိုရင်တော့ vacation တွေပါတယ်သွားတယ်เนาะတခြားຫນွေတီတွေဆိုရင်တော့အဲ့လို vacation သွားတဲ့အချိန်မှလည်းပဲကိုကနေဒီလုပ်ငန်းကို system နဲ့လုပ်တာဖြစ်တဲ့အတွက်ရောက်တဲ့နေရာတိုင်း internet ရှိတဲ့နေရာတိုင်းကဒီလုပ်ငန်းကိုဆက်ပြီးလုပ်ကင်လို့ရတယ်
ကိုကခရီးတွေသွားနေပေမဲ့ system ကနေအလုံးလုံးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီချိန်မှာကိုရဲ့ပေါ့နော်အိမ်ထဲကိုရဲ့အိမ်မှာ mailbox ထဲမှာ paycheck တွေတန်းစီပြီးတော့ဝင်နေတာဖြစ်တယ်ဆိုတော့ပေါ့နော်ဒါတွေဟာဆိုရင်တော့ပေါ့နော်ကိုရဲ့ဒီရေရှည်အတွက်ကိုစဉ်းစားကြည့်တဲ့အခါမှာအရန်ကိုသဘောကျစရာကောင်းတယ်တော့အခုချိန်မှာဆိုတော့ကျွန်မစီမဆိုရင် sushi business owner တွေဆိုလာ join ကြတယ်လာလုပ်ကြတယ်ဒီလုပ်ငန်းကိုပေါ့နော်သူတို့ဘာကြောင့်ဒီစီးပွားရေးလုပ်ငန်းလုပ်ကင်ကြလဲဆိုတဲ့အခါကျတော့အရင်တော့သူတို့ sushi လုပ်တာတော့တော်တော်လေးတော့ပေါ့နော်ဝင်ငွေကောင်းတယ်ဒါပေမဲ့အရန်ပင်ပန်းတယ်ပေါ့နော်ဆိုတော့အသက်တွေကြီးတဲ့အခါမှာဆိုရင်တော့သူတို့လောက်ကင်နိုင်အောင်မလားဆိုတာသူတို့လည်းမသိဘူးပေါ့နော်ဒါကြောင့်မလို့အသက်အရွယ်တွေကြီးတဲ့အခါမှာဆိုလို့ရှိရင်တော့တက်တာလေးနဲ့ကိုပုံမှန်ဝင်ငွေလေးရရှိအောင်ဆိုပြီးအခုချိန်ကလေးကနေ digital business လုပ်ငန်းကိုစတင်ပြီးတော့လေ့လာကြတာဖြစ်တယ်ဆိုတဲ့အရာတွေပေါ့နော်ကျွန်မကြားရတယ်ပြီးတော့သူတို့ sushi မှာဆိုရင်တော့ပင်စင်တွေ$9000ဆိုတဲ့အရာမျိုးတွေမရှိဘူးပေါ့နော် digital business မှာကြတော့ပေါ့နော်ကိုကစူးစမ်းတယ်လို့ပေါ့နော်သတ်မှတ်ထားတဲ့ယာထူးရောက်ပြီဆိုတာနဲ့ကိုပင်စင်က$9000ဖြစ်တဲ့အတွက်ကြောင့်မို့လို့ညှော်လင်းချက်ရှိတယ်ပြီးတဲ့အခါကျ opportunity ကောင်းတယ်ဆိုပြီးတော့ဒီလုပ်ငန်းကိုပေါ့နော် join လာကြတာဖြစ်တယ်ဆိုတော့ပေါ့နော်ကျွန်မဆိုလို့ရှိရင်တော့အစတော့ကဆိုဒီစီးပွားရေးလုပ်ငန်းကိုပေါ့နော်ကောင်းတယ်ဒီလုပ်ငန်းကိုလုပ်တယ်ဆိုရင်တော့ဝင်ငွေတွေရတယ် commission ရတယ်အဲ့လောက်လေးပဲတည်တာဖြစ်တယ်ဒါပေမဲ့ပေါ့နော်ကိုကလှုပ်လာတာကြာလာတဲ့ခါမှာဆိုဝင်ငွေတစ်မျိုးတည်းမဟုတ်ဘူးပေါ့နော် coaching bonus တွေလာတယ် monthly တွေလည်းလာတယ်ပြီး quarterly bonus တွေလည်းလာတယ်ဆိုတော့၃မျိုး၄မျိုးလောက်နေလာတဲ့ခါပိုကောင်းမှတည်လာပြီးတဲ့ခါကျတော့တကယ်ပဲတစ်ချိန်လုံးကကိုအားကြရတဲ့သူတွေနဲ့ပေါ့နော်သူတို့ကိုအားကြသူအတူတကွဒီလိုမျိုးစီးပွားရေးလုပ်ကိုင်ခွင့်ရတော့လဲအရန်လဲပြောတယ်အရန်လဲဂုဏ်ယူတာဖြစ်တယ်ဆိုတော့ကျွန်မဒီအမေရိကမှာဆိုလို့ရှိရင်တော့ပေါ့နော်ဒီလိုမျိုးပေါ့နော်ဒီနှစ်ပေါင်းကြာရှည်ကြောင်းသက်စရာမလိုဘဲနဲ့ပေါ့နော်တလောက်တောင်းကနန်းဝင်ငွေရရှိနိုင်တာဆိုလို့ပေါ့နော်ကျွန်တော်တို့ digital business လုပ်ငန်းတစ်ခုပဲရှိတယ်လို့ပြောချင်တယ်နော်တခြားလုပ်ငန်းတွေဆိုလို့ရှိရင်တခြားဥမာတောင်းကနန်းနဲ့ရတဲ့ဟာတွေဆိုဆရာဝန်တို့ engineer တို့ရှင်းနေတို့ဆိုနှစ်ပေါင်းများကြီးစာတွေသင်ရတာဖြစ်တယ်ပေါ့နော်ပေါ့နော်နှစ်ရှင်ကြီးတွေစာသင်ရတယ်ပြီးတော့ပတ်စံတွေများကြီးလည်းပုံချခံရတယ်နော်သူတို့တွေ graduate ပြီးမှပဲ work experience တွေအများကြီးရပြီးမှပဲပေါ့နော်တောင်းကနန်းဝင်ငွေတွေရရှိတာဖြစ်တယ်ကျွန်တော်တို့ digital business လုပ်ငန်းပေါ့နော်2နှစ်လောက်3နှစ်လောက်ကိုက training တွေသွားပြီးတော့စူးစမ်းပြီးတော့ပေါ့နော်ဒီ training တွေတော့2နှစ်3နှစ်လောက်မှာတောင်းကနန်းဝင်ငွေရရှိမယ်ဆိုရင်တော့အရန်ကိုထိုက်တန်တဲ့လုပ်ငန်းဖြစ်တယ်လို့ပြောချင်တယ်ဆိုတော့ပေါ့နော်ကျွန်မဒီလုပ်ငန်းကိုလုပ်ချင်တဲ့ပေါ့နော်ဒီဘာကြောင့်လုပ်ချင်တာလဲဆိုတော့ခုနတော့ပြောတဲ့အချက်တွေပေါ့နော်အဲ့ဒီကိုရဲ့သားသမီးတွေနဲ့အိမ်မှာအတူတကွနေချင်တယ်တစ်ချိန်တည်းမှာဝင်ငွေတွေလည်းရချင်တယ်နော်ပြီးတဲ့ခါကျတော့ကိုဘက်ကနေ solution တော့မြန်မာပြည်မှာရှိတဲ့ပေါ့နော်မိဘတွေကိုလည်းပဲဦးညီချင်တယ်ပံ့ပိုးချင်တယ်ပြီးတော့အခုခက်ခါမှာ solution တော့တည်တဲ့အတိုင်းပုံစံနှုန်းတွေကလည်းတက်လာတဲ့ခါမှာ bill တွေအကုန်လုံးလည်းမြင့်တက်လာတယ်ဆိုတော့ပေါ့နော်ဒီအမျိုးသားတယောက်ပဲလုပ်တဲ့ဝင်ငွေတစ်ခုတည်းမိကိုလို့မရတော့ဘူးပေါ့နော်ဆိုတော့ဒီလူတယောက်ကတော့ဝင်ငွေတစ်ခုလောက်ရှိမှပဲ okay နိုင်မဲ့အခြေအနေဖြစ်နေတယ်ပေါ့နော်အခုခက်အခြေအနေရကြတော့ဒါကြောင့်မို့လို့ပေါ့နော်ကျွန်မဆိုရင်တော့ဒီစီးပွားရေးလုပ်ငန်းကိုမကွာအိမ်မကွာဘဲနဲ့ကိုသားသမီးတွေကိုကြည်ရင်းနဲ့ဝင်ငွေလဲရပြီးတော့ပေါ့နော်ပျော်ရွှင်စရာကောင်းတဲ့ဒီဘဝမျိုးမိသားစုဘဝမျိုးနဲ့ကိုဖန်တီးခြင်းလို့ပေါ့နော်ဒါကြောင့်ဒီလုပ်ငန်းကို join တာဖြစ်တယ်လို့ပြောချင်တယ် thank you ပါ